Islamic နိုင်ငံတော် ISIS ဆိုတာဟာအစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်ပါတယ်။ဆီးရီးယားအရှေ့ပိုင်း၊အီရတ်မြောက်ပိုင်းနဲ့အနောက်ပိုင်းတခြားနယ်မြေများကိုသိမ်းယူထိန်းချုပ်ထားသောအဖွဲ့ဖြစ်ပါတယ်။တကယ်ကျွန်တော်ကိုဒီဗီဒီယိုမှာဘူတုတအဖြစ်ကမ္ဘာရဲ့ဆက်ဆုံးနဲ့အချမ်းသာဆုံးဖြစ်တဲ့ IS အကြမ်းဖက်အဖွဲ့အစည်းအကြောင်းပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလေ့လာကြဖို့တိုက်တွန်းလိုပါတယ်ISIS ရဲ့အဓိပ္ပာယ်မှာ Islamic State of Iraq and Syria ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ IS များရဲ့အဖွဲ့နာမည်မှာအမျိုးမျိုးပြောင်းလဲလာခဲ့ပါတယ်။ IS များဟာတကမ္ဘာလုံးမှာမွတ်စလင်များရဲ့ခေါင်းဆောင်လို့ကိုယ့်ဘာသာကိုကြီးညာထားပါတယ်။လူအများများတပ်ဖြတ်မှုတွေဘာသာရေးလူနည်းစုတိုင်းရင်းသားလူနည်းစုတွေကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်လေ့ရှိပြီးမီဒီယာသမားတွေသတင်းသမားတွေကိုလည်းခေါင်းဖြတ်တတ်မှုတွေကျူးလွန်ခဲ့ကြပါတယ်။